တွေဟာလူတွေရဲ့ရင်ထဲမှာဖြစ်နေတဲ့လှုပ်ဆောင်မှုတွေဟာအကောင်းနဲ့အဆိုးဆိုတာနှမျိုးရှိတယ်ပေါ့မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကမကောင်းကျိုးတွေကိုရမှာဖြစ်ပြီးကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးရမှာကောင်းကျိုးချမ်းသာရခြင်းမြတ်စွာဘုရားဆုံးမထားတာလေးကိုကြည့်ကံတရားရဲ့သဘာဝကိုမြတ်စွာဘုရားကဟောတယ်ဒါဟာဘုရားကပြည့်ညတ်တာလည်းမဟုတ်ဘူးမြတ်စွာဘုရားကဖန်တီးတာလည်းမဟုတ်ဘူးတဘာဝကိုဟောပြောတာဖြစ်တယ်ပေါ့ဒါကိုသတိထားဖို့လိုတယ်ပေါ့ကံတရားအကြောင်းကိုမြတ်စွာဘုရားကအရှိကိုအရှိတိုင်သိဖို့ဆုံးမခဲ့တာဖြစ်တယ်ဥဘောပုံညင်စပပင်စယမစ္ဆောကုရုတိဣထဆိုတာဒီလက်ရှိဘဝမှာသက်ရှိတရားတွေဟာတဲ့အလုံးမဲ့တရားတွေပဲတရားပဲဖြစ်ဖြစ်လူရလို့မဆိုလို့အလုံးမို့သက်ရှိတရားတွေဟာဥဘောပုံညင်စပပင်စကောင်းတဲ့အဆိုးနှမျိုးကိုလုပ်ကြတယ်ကုသိုလ်နဲ့အကုသိုလ်နှမျိုးလုပ်တယ်ဒါနဲ့မိုးတော့အလင်းရောက်လို့အသိစိတ်လေးဝင်လာတဲ့ချိန်ကစပြီးကြံတွေးခြင်းဆိုတဲ့မနောကကြံတွေးထားတဲ့နှုတ်ကနေထုတ်ဆိုပြောဆိုခြင်းဆိုတဲ့ဝစီကံနဲ့ကိုယ်ဒီလျောက်လို့ခြင်းဆိုတဲ့ကာယကံတွေဖြစ်ပေါ်လာတာအဲ့ဒီဖြစ်ပေါ်လာတဲ့မနောကဝစီကံကာယကံတွေဟာအပြစ်ကင်းတဲ့မနောကဝစီကံကာယကံရှိသလိုအပြစ်မကင်းတဲ့မနောကဝစီကံကာယကံတွေရှိတယ်ဒါကြောင့်မို့အပြစ်မကင်းတဲ့ပြုလုပ်မှုတွေအပြစ်မကင်းတဲ့ပြောဆိုမှုတွေအပြစ်မကင်းတဲ့ကြံတွေးမှုတွေကိုပါပလို့ခေါ်တယ်ခုနကအစာစားတဲ့တဲ့မှာယောဂဝေဒနာကိုဖြစ်စေတဲ့အစာမျိုးရှိတယ်လို့ပဲလူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့တဲ့ပါပလို့ဆိုတဲ့သတ်မှတ်ထားတဲ့မကောင်းတဲ့ဒုက္ခဘုံကိုတွန်းပို့နိုင်တဲ့သဘောတရားတွေဒါဘယ်သူမှတွန်းပို့တာမဟုတ်ဘူးနော်ဒီပပဆိုတဲ့မကောင်းမှုအကုသိုလ်တွေလုပ်ရင်ဒီမကောင်းမှုအကုသိုလ်ကပဲတိုးပို့ပုံညလို့ဆိုတဲ့ဖြစ်လျက်ဘဝမှာကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့သဘာဝတရားတွေလည်းရှိတယ်အဲ့ဒီသဘာဝတရားတွေကိုယ့်ရင်နဲ့နှလုံးထဲမှာရောက်အောင်လုပ်ပြီးဆိုရင်ဒီသဘာဝတရားတွေကကောင်းကျိုးချမ်းသာတွေကိုယ်ဖြစ်စေမှာဖြစ်တယ်ဒါမှဒါကိုဆွလို့တယ်ပေါ့ဥဘောပုံရင်စပပင်စကိုယ့်ကိုအကျိုးပြုမဲ့အလုပ်တွေကိုယ့်ကိုအကျိုးမပြုတဲ့အလုပ်တွေနှမျိုးလုံးကိုပြုလုပ်နေကြတယ်တဲ့အဲ့ဒီပြုလုပ်တာတဘဝအတွက်တင်လားလို့ပြုလုပ်လိုက်တာနဲ့တပြိုင်နက်ပြီးရင်ပျောက်သွားရောလားပြီးပြက်လားလို့ဆိုရသဗျာတင်ညိတတတက္ကံဟောတိကိုလုပ်တဲ့အလုပ်တွေဟာကိုပိုင်တဲ့အရာဖြစ်သွားပြီကိုရင်နဲ့နှလုံးထဲမှာဖြစ်သွားလို့ကိုဟာတာဝန်ယူရတော့မယ်ဆိုတာသိကြတယ်နော်မကောင်းတဲ့အလုပ်လုပ်ရင်လည်းကိုတာဝန်ယူရမှာပဲကောင်းတဲ့အလုပ်လုပ်ရင်လည်းကိုပဲတာဝန်ယူရမှာ responsible ကိုနဲ့ပတ်သက်သွားပြီဒီလိုဆိုလိုတာနော်ကိုစားလိုက်တဲ့အစာတစ်ခုကကျမ်းမာစေမယ်လန်းဆန်းစေတယ်ဆိုရင်အဲ့ဒီအစာလေးစားရင်လန်းဆန်းသွားမှာဘယ်သူလန်းဆန်းကိုပဲလန်းဆန်းမှာအကယ်၍ဘိုင်းနာစေတတ်တဲ့အစာသွားစားလို့ဘိုင်းနာရင်ရောဘယ်သူဘိုင်းနာမှာလို့ကိုပဲနာမှာပဲဖြစ်တယ်ကံတရားဆိုတာအဲ့ဒီသဘောမျိုးပဲ